ဆန်ဒီကလည်းအမေရိကန်ဒေါ်လာ9 သန်းရှယ်ယာ9%ရမယ်ထပ်တိုးလို့မရတော့ဘူးမဟုတ်ရင်ကျွန်တော်ဒီကိုမလာခဲ့ဘူးလို့သဘောထားလိုက်တော့ပြောလိုက်ပါတယ်တထေးဝံကလည်းတောင်းပန်ပါတယ်ချင်းမိုင်ကခေါ်နေပြီးပြောကထွက်သွားပါတော့တယ်ငါတို့လက်ထဲကကတ်တွေယုံကြည်လိုက်လို့ရှောင်းရီကိုပြောလိုက်ပါတယ်ရှောင်းရီကတော့ဘာကမှမရှိတော့ဘူးနိုင်ငံတော်ဝန်ရင်းနှီးမြှုပ်နှံသူတွေလက်ရှာခဲ့ပြီးပြီလို့ပြောလိုက်ပါတယ်ရွေ့ကျဲကတော့ဒီငါးစာကိုဟက်လိုက်ရင်ငါတို့သွားပြီးသူ့ကိုလက်လွတ်လိုက်တာမှန်တယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့နှစ်ယောက်သားစကားများနေကြတော့ဖုန်းဝင်လာပါတယ်ဖုန်းကင်လိုက်တော့တထေးဝံဖြစ်နေပါတယ်ဆန်ဒီကလည်းဖုန်းစပီကာဖွင့်လိုက်ပါတယ် SR ဆိုတဲ့နာမည်ကိုအရန်မုန်းနဲ့ပြောင်းလို့ရမလားမေးလိုက်တော့ရတယ်ဒါပေမဲ့9%ကပြောင်းလို့မရဘူးပြောလိုက်ပါတယ်ရတယ်ဒါဆို9%ပဲကုမ္ပဏီနာမည်တခြားရေးချယ်စရာတွေပေးပါပြောကဖုန်းချသွားပါတယ်အားလုံးတိတ်ဆိတ်ပြီးကြောင်နေကရန်ပုံငွေရသွားပြီလားမေးတော့ထင်တာပဲဖြေလိုက်ပါတယ်ရွေ့ကျဲကတော့စန်ဒီကိုဗလိမ့်ပြီးငါပြန်သွားပြီးအဲ့ဒီနှတုံးတွေရဲ့ပရိုဖီးကိုပြင်ရမယ်ပြောကထွက်သွားပါတယ်လေရင်မဲကလည်းချင်းမိုင်သွားမဲ့ခီးဒီတွေလားမေးတော့ချင်းမိုင်ကိုမသွားတော့ဘူးအာရှတလွားကိုသွားမယ်လို့ပြန်ဖြေလိုက်ပါတယ်ဆန်ဒီကရွေ့ကျဲကိုခုံမအိပ်ပျော်နေတာတွေ့တော့သူမအိတ်တာ4ရက်ရှိပြီးပြောကငါတို့အဖွဲ့ကိုဖုန်းဆက်ပြီးအားလုံးကိုရက်ထားဖို့ပြောလိုက်ငါတို့အောင်ပွဲသွားခံကြမယ်ပြောလိုက်ပါတယ်ရွက်လေတစင်းကားကအဖွဲလက်ပျော်ပွဲစားထွက်လာပေမဲ့ရွေ့ကျဲကသူ့အဖွဲ့သားတွေကိုအလုတ်ခေါ်လုပ်ပြီးတယောက်ပလိမ့်နေပါတယ်ဆန်ဒီကအားလုံးကိုလက်တော့တွေပိတ်လိုက်ဖို့ပြောလိုက်တော့မင်းဝင်မပါနဲ့မင်းငါကိုဒီထိဆွဲခေါ်လာတာမင်းမျက်နှာပိတ်မကန်မိတာကံကောင်းတယ်မှတ်ပြောလိုက်ပါတယ်ရေကတိလောက်ကြည်နေတာငါးတွေအများကြီးပဲခုံချကြမယ်ပြောလိုက်ပါတယ်သွားကျင်တဲ့နေရာသွားလို့ပြန်ပြောလိုက်ပါတယ်ဆန်ဒီလက်တော့ပိတ်ပေးလိုက်ကဆွဲသွားပြီးရေရဲ့အတူခုံချလိုက်ပါတော့တယ်အားလုံးလဲရေထဲခုံချကပျော်နေကြပါတယ်လှေထွက်သွားတော့ရွေ့ကျဲရေမကူးတက်လို့ကူဖို့ရောက်လာတဲ့ဝန်ထမ်းမင်းကလေးကငိမ့်မနေလို့ပါချပေးလိုက်မှငိမ့်သွားလို့အသက်ကယ်အင်ဂျီဝတ်ပေးကလှေရောက်လာမှကိုစောင့်နေကြပါတော့တယ်အတော်တန်ကြာစောင့်ပြီးမှလှေပြန်ရောက်လာပါတယ်ရွေ့ကျဲလှေပေါ်ရောက်တာနဲ့မောင်းတဲ့သူကိုဘာလို့တနာရီလောက်ထားခဲ့တာလဲမျက်စိကန်းနေလားငတုံးလားလို့ပြောလိုက်တော့အနီရောင်ဝတ်ထားတဲ့သူကငါ့ကိုတခုခုသွားယူဖို့ပြောခဲ့တယ်ပြောလိုက်တော့ဆန်ဒီကိုဆဲလိုက်ကအားလုံးပြန်ရောက်ပြီလားဆိုပြီးသူ့ဖွဲ့သားတွေသွားကြည့်နေပါတယ်လင်းနက်စကပူဝါလာပေးပါတယ်ယူလိုက်ပြီးသူ့ဖွဲ့သားတွေကြည့်ကကိုလူတို့ညက်စာအတွက်ဘာစားချင်ကြလဲလို့မေးလိုက်ပါတယ်အားလုံးကရွေ့ကျဲဒီလိုမေးလိုက်တော့ကြောင်သွားကြပါတယ်ဘာမှပြန်မဖြေလို့ဘာလို့ငင်းငိုင်နေတာလဲညစာငါရှင်းမယ်စားမလားမစားဘူးလားလို့အော်ပြောလိုက်တော့စားမယ်ပြောလိုက်ပါတယ်ဒါဆိုစားတော့ဆန်ရှာဈေးကြီးတဲ့ဆိုင်ကိုမရွေးနဲ့ပြောကဆန်ဒီကိုမင်းပြောမဲ့တတိယအရာကဘာလဲမေးလိုက်တော့အတူတူရှင်တန်ဖို့လေပြောလိုက်ပါတယ်အားလုံးကလည်းရေကစားကပျော်ရွှင်နေကြပါတယ်ပြီးတော့ရွေ့ကျဲကလည်းသူ့ဖွဲ့သားတွေနဲ့အလားပါတလားပါတွေပြောနေပါတော့တယ်ရှောင်းရီကဆန်ဒီကိုမအောင်မြင်ခဲ့ရင်ရှင်းတွက်အဆိုးဆုံးပါဖြစ်မလဲမေးတော့ခဏရဲ့အဆောက်အုံမီရှို့လို့အဖမ်းခံရမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်နင်ကကောလို့မေးလိုက်တော့အိမ်ပြန်ပြီးလက်ထက်ရမှာပေါ့ပြောကသူ့အဖေနဲ့သူငယ်ငယ်ကမျက်နှာငယ်ခဲ့ရတဲ့အကြောင်းတွေရင်ဖွင့်လိုက်ပါတယ်ပြီးတော့ဘသူစီမှအကျွေးမတင်ကျင်တော့ဘူးအထူးသဖြင့်ကျမခင်ဘုံကိုလို့ပြောလိုက်ပါတယ်မြို့ရောက်ခါနီးတိမ်တွေမဲပြီးမိုးချင်းကမိုးရွာလာပါတယ်မိုးချင်းတန်ကြတော့ဒီအတန်ဘလို့လဲပြောကသူတို့ရဲ့ Express ကိုတန်နာ Express လို့နာမည်ယူလိုက်ပေမဲ့တန်နာစာလုံးပေါင်းမှာအိတ်ခတ်ထည့်ဖို့မိကြံခဲ့ပါတယ်အဲ့လိုနဲ့သူတို့ရဲ့အလုပ်လုပ်ရမဲ့ကိုထောင်စတင်ပြင်ဆင်ကြပါတယ်ထုတ်ပိုးမှုအတွက်ဘတ်ဂျက်မလောက်လို့ကတ်ထူဘောက်စ်နဲ့ပဲအရင်သုံးဖို့လုပ်လိုက်ပါတယ်ပြီးတော့စာရိုက်တန်တွေဖုံးတန်တွေနဲ့အလုပ်ရှုံနေတဲ့အတန်နားထောက်လိုက်ကရန်အားတက်စေတယ်ပြောလိုက်ပါတယ်သူတို့ရဲ့အလုပ်ယုံကိုထောင်ကိုဘကမန်းမသိတဲ့ဆိုင်ကယ်နဲ့အုပ်စုရောက်လာကဆန်ဒီဗမာလဲလို့အော်ကာပတ်ရမ်းနေပါတယ်ရှောင်းရီကရဲခေါ်ဖို့လုပ်လိုက်ပေမဲ့ဆန်ဒီကငါပဲမင်းပါလုံးမှာလဲအပြန်လန်ပြောကလာခဲ့လေလို့ပြောပြီးဖက်လိုက်ကြပါတယ်တကယ်တော့သူ့ရွာကသူ့ရဲ့သူငယ်ချင်းတွေပါဒယ်လီဘာရီလုပ်ဖို့ရောက်လာကြတာပါအားလုံးမိတ်ဆက်လိုက်ပါတယ်သူ့ညီပါရောက်ချလာတာတွေ့လိုက်ရပါတယ်သူ့ညီကိုသူ့လိုရုန်းကန်နေတာမဖြစ်စေချင်လို့ပြန်ပြီးကြောင်းကောင်းကောင်းတက်ဖို့ပြောပေမဲ့သူ့ညီကအလုပ်ပဲလုပ်ချင်နေတော့တားမရတာနဲ့ခွင့်ပြုပေးလိုက်ရပါတယ်ခံကတ်သူ Easy Express ဆိုင်ကယ်နဲ့ Delivery သမားတွေတွေ့တော့ဓာတ်ပုံရိုက်လာပါတယ်အဲ့ချိန်မှာပဲတန်နာ Express ကြော်ညာကိုကားမှာဗန်ဖွဲ့နဲ့တန်နာ Express တချင်းအားရပါရဆိုနေတာတွေ့တော့မစိုးဘူးဆိုတဲ့ထားနဲ့ကြည်သွားပါတယ်ဆန်ဒီတို့အဖွဲ့ကတော့တန်နာ application ဘာရှင်တတမတူညာစတင်ပြီးတော့ဖွင့်လိုက်ကအောင်ပွဲခံနေကြပါတယ်ပထမဆုံးထွက်မဲ့ပို့ဆောင်ရေးအဖွဲ့ဝင်အားလုံးကိုလည်းဆန်ဒီကစိတ်တက်မြင့်တင်ပေးကပထမဆုံး50စီးနဲ့စတင်ကြပါတော့တယ်ဆန်ဒီသူငယ်ချင်းကလည်းပထမဆုံးနေ့မှာဆက်မသုံးတက်သေးတော့ကစတန်မာမင်္ဂလေးကူညီပေးရင်းဖွင့်ကြောင်ဖို့လှုပ်လိုက်ပေမဲ့အလောက်အာယုံဆိုင်ဖို့ကိုပြန်တိပေးလိုက်ကပြန်ဖို့လှုပ်တော့မင်္ဂလေးကဖုန်းနံပါတ်တောင်းတော့ပေးဖို့လုံနေတုံးသူ့အဖေတွေ့တာနဲ့တန်းလစ်ခဲ့ပါတော့တယ်ဒီလိုနဲ့ပထမဆုံးနေ့ပြီးသွားတော့ပထမနေ့ရဲ့ပစ္စည်းစုပေါင်းကြရက်ကိုအားလုံးကကြည့်ဖို့စောင့်နေကြပါတယ်ဆန်ဒီက3500ရောက်နိုင်တယ်ပြောကလောင်ကြီးထက်လိုက်ကရွေ့ကျဲကလည်း3000လောက်ပဲရှိမယ်ဆိုပြီးလောင်းလိုက်ပါတယ်ရှောင်းရီကတော့
3888လောင်းကြီးလိုက်ပြီးနိုင်ရင်မူကားထကျွေးမယ်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ကြီးလိုက်တော့ပစ္စည်း3890ပို့ဆောင်နိုင်ခဲ့ပါတယ်အားလုံးလည်းအောင်ပွဲခံကြပါတော့တယ်နောက်နေ့မှာတော့ဒယ်လီဘာရီသမားတွေတော်တော်များများလိုက်ပို့ရတဲ့နေရာတွေကလူသူမနေတော့တဲ့လိပ်စာတွေဖြစ်နေပါတယ်ဒီလိုနဲ့သူတို့ကလည်းသူတို့အဖွဲ့တာဝန်ရှိသူပြောပြတော့၃ချိန်မဖြစ်မနေဖို့ဆောင်ဖို့စူးစမ်းရမယ်ပြောဝန်ထမ်းတိုင်းစီမင်းလိုက်နိုင်ရမယ်ပြောလိုက်တော့စန်ဒီရဲ့ညီကအကိုကိုယ်တိုင်ပါလို့လိုက်မပို့တာလဲဒါကပင်ပန်းတဲ့အလုပ်ပဲလို့ရန်လိုပြီးပြောလိုက်တော့အားလုံးမှာတာဝန်ခွဲတန်းရှိတယ်ခွန်ရဲ့အလုပ်ကပစ္စည်းပို့ဖို့ပဲဘယ်နှစ်ချိန်ဖြစ်သွားရမှာပဲခွန်စန်ဒီရဲ့ညီဖြစ်နေရင်တောင်ဒါကအကြောင်းပြချက်မဟုတ်ဘူးပြောနေတော့သူ့ရဲ့ကြည်ဆွဲကထိုးဖို့လှုပ်လိုက်လို့အားလုံးကလည်းဝိုင်းဆွဲနေကြပါတယ်စန်ဒီကလည်းသူ့ညီကိုဆွဲထုတ်သွားဖို့ပြောလိုက်ကဘာဖြစ်တာလဲမေးတော့အကြောင်းစုံပြောပြလိုက်ပါတယ်အဲ့ဒါနဲ့ဒီနေ့ထိဘယ်နှထုတ်ရှိပြီလဲမေးတော့အထုတ်3000လောက်ရှိပြီလို့ပြောပြလိုက်ပါတယ်စီမင်းရပစ္စည်း3ချိန်ထိပို့ဆောင်ရမှာဖြစ်ပြီးရက်30ကြာတင်စေးထားရမယ်ဘယ်ချိန်နေမှစွန့်ပစ်လို့မရဘူးပြောလိုက်ပါတယ်စန်ဒီကလည်းအထုတ်တွေရဲ့ဘူးတွေပုံစံတူနေလို့တထုပ်ကိုယူကာဖွင့်လို့မရဘူးပြောတဲ့ကြားကဖွင့်ကြည့်လိုက်ပါတယ်အထဲမှာကြစ်တုံးတွေးလိုက်ရတော့ပြလိုက်ကစီမင်းရဖွင့်မရဘူးလို့ဝင်ပြောနေပေမဲ့အားလုံးကိုစစ်ဆေးဖို့ကူညီပေးဖို့ပြောလိုက်ကငါတာဝန်ယူမယ်လို့ပြောကကြည့်လိုက်တော့ကြောက်တုံးထပ်တွေ့ရပါတယ်ဒါပေမဲ့တခုမှတော့အယုတ်ဖြစ်နေပြန်ပါတယ်ပြန်ပို့လာတဲ့အထုပ်တွေပိုများလာပါတယ်တကယ်ကခုန်ခံရဲ့လက်ချက်ဖြစ်နေပါတယ်လူမနေတဲ့လိပ်စာတွေနဲ့လူတွေငားပြီးကြောက်တုံးတွေပို့ခိုင်းနေတာပါခုန်ခံသူ့အဖေပြောပြလိုက်ပေမဲ့ခုန်ခံနေကတော့သူ့သားကိုရော့မတွက်ဖို့ပဲပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ကြောက်တုံးပါဆယ်တွေနဲ့တကယ်ပို့တဲ့ကက်စတန်မာတွေအထုပ်တွေနဲ့ရောလာကအလုပ်ရှုပ်နေကြရပါတယ်ပါဆယ်အတုတွေကလည်းတောင်လိုပုံလာပါတယ်ကက်စတန်မာတယောက်ကကားနဲ့ရောက်လာပြီးသူ့ဇနီးနဲ့ပြန်ဆင်ပြေအောင်ရေမွေးဘက်4000တန်ပို့တာတပတ်ကြာတာတောင်မရောက်သေးလို့သူ့ဇနီးထားသွားခံရလို့လာတောင်းကျမ်းနေပါတယ်အဲ့ဒါနဲ့စန်ဒီကလည်းတူရီနီယာရဲ့ပိုင်ရှင်ပဲပြောကတန်ချောင်းယူကကက်စတန်မာကိုပေးလိုက်ကအကိုဇနီးရေမွေး3ရက်တွင်ပို့ပေးမယ်မဟုတ်ခဲ့ရင်သူ့ကိုလိုက်လို့ရတယ်ပြောလိုက်ပါတယ်သူကလည်းယူကဘိုက်ကိုထိုးလိုက်ပြီး3ရက်အတွင်းပါဆယ်မရရင်မင်းကောင်းကိုရိုက်ခွဲမယ်ပြောကထွက်သွားပါတယ်အားလုံးပြန်သွားပေမဲ့စန်ဒီကတော့မပြန်သေးရဲ့ရေမွေးရှာနေပါတယ်ရှောင်းရီတောက်เสียပေးလိုက်ကစန်ဒီပုံစံကသူ့ဖေနဲ့တူတယ်လို့ပြောနေပါတယ်စန်ဒီကတခုခုစိုးရိမ်နေတာလားမေးလိုက်ပါတယ်ရှောင်းရီကလည်းရှေ့ဆက်သွားရင်ပိုက်ဆံကိုမိတဲ့ပစ်တယ်လို့ခံစားရပြီးနောက်ဆုတ်ရင်ဒီမှာသေးဖို့စောင့်နေတာပဲ easy တခုလှုပ်ရှားလိုက်တာနဲ့ဒီလောက်ထိဆိုးရွာထိခိုက်သွားတယ်ပြောလိုက်ပါတယ်မဆုံးလို့ရင်မရှုံးသေးဘူးခွန်ဖေလိုပဲသူ့အိမ်တိန့်ခံရတယ်ဆက်လက်တိုက်ပွဲဝင်ခဲ့တယ်ရိုးရိုးသားသားပြောရရင်သူ့ကိုလေးစားတယ်ပြောကမကြောက်ဖို့ပြောပြီးအားပေးစကားပြောကချမ်းသာလာရင်ရှောင်းရီအဖေအိမ်ကိုပြန်ဝယ်နိုင်မှာလို့ပြောလိုက်ပါတယ်ကျမအိမ်ဈေးကြီးတယ်နော်ပြန်ပြောလိုက်ပါတယ်စန်ဒီအိမ်ကြောင်းပြောနေရင်တခုတတိယသွားပြီးသူတို့ပါဆယ်ပို့တဲ့အိမ်တွေခြေရခံရင်အိမ်တွေရဲ့နေရာတွေကိုပန်းထားလိုက်ပြီးဒယ်လီဘာရီတွေကိုအတိပေးထားလိုက်ပါတယ်ပြီးတာနဲ့စန်ဒီက easy ရန်ဆက်ခဲ့တာမို့သူ့ရဲ့အယောင်းဖွဲ့တွေကို easy ရဲ့ကက်စတန်မာတွေကိုတစ်ပတ်အတွင်းသူ့ထက်ပိုခိုးနိုင်ရင်ငွေသားဘတ်3သိန်းပေးမယ်လို့စိန်ခေါ်လိုက်ပါတယ်အားလုံးကလည်းအရန်တက်ကြွလာကနေရာတိုင်းကိုလိုက်ကြေညာနေပါတယ်စန်ဒီကတော့ကိုပိုင်လုံနေတဲ့ပစ္စည်းပို့လုံနေတဲ့အဖွဲ့ကိုလက်တွဲလုပ်ဖို့သွားစည်းရုံးနေပါတယ်စန်ဒီသူ့ပစ္စည်းပို့သုံးတဲ့ဆက်ကိုပြစ်ပေါက်တဲ့နင်းကမပြက်စီးတာပြကအမတ်နဲ့ကျွန်တော်ဒီဆက်လိုရဲ့မျိုးနွယ်တူတဲ့အရန်ကြံခိုင်တဲ့အကုန်လုံးကိုယ်တိုင်လုပ်တယ်ဘာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့မပြိုလဲဘူးကျွန်တော်စကားကိုမှတ်ထားတော့ဒီနေ့ကျွန်တော်ထိုင်းနိုင်ငံရဲ့နံပါတ်1ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်လာမယ်ဒီနေ့ကျွန်တော်နဲ့ပို့ဆောင်ပါအမတ်ဘာမှဆုံးရှုံးဘူးဒါပေမဲ့အောင်မြင်သွားတဲ့အခါကျွန်တော်တစ်နှစ်ပတ်လုံးအလာကားပို့ပေးမယ်ပြောလိုက်ပါတယ်သူ့ကိုကြည့်လိုက်ကโอเคငါလုပ်မယ်နင်ကကြံခိုင်တယ်လို့ပြောခဲ့တယ်မလားပြောလိုက်ပါတယ်ဒီလိုနဲ့အယောင်ဖွဲ့နဲ့ CEO မှတ်ထားတဲ့နေရာမှာ CEO ကသူညကနေ8400ထိတက်သွားတော့အယောင်ဖွဲ့တွေမျက်လုံးပြူးသွားပြီးအရှုံးမပေးဖို့ပြောက Easy ရဲ့နေရာထိပါသွားပြီးအယောင်ကျန်းလာပါတယ် Easy ရုံးရှိထိသွားကြောင်ညာကြပါတယ်ဒီလိုနဲ့ပဲအယောင်ဝန်ထမ်းအဖွဲ့တွေအနိုင်ယူကဘတ်3သိန်းကိုအရယူလိုက်နိုင်ကအောင်ပွဲခံနေကြပါတယ်တစ်ဖက်မှာတော့ခုန်ခံက Easy အဖွဲ့သားတွေအစည်းအဝေးခန်းထဲဝင်လာကဘာလို့ဝမ်းနေတဲ့အငွေ့သက်ဖြစ်နေတာလဲပြောကထိုင်လိုက်ကဈေးကွက်ရှာဖွေရေးကကိုငါတို့ရဲ့ဘန်ကောက်အတွင်းပိုင်းစုံမှာအယောင်တွေဆက်9%ကျသွားတယ်လို့အတိတ်လုံးမယ်မဟုတ်မလားပြောလိုက်တော့အခု19%ဖြစ်နေပြီးပြန်ပြောလိုက်ပါတယ်မြင်လားပြောက HAR ကခွန်ချူလီသူကကျွန်တော်တို့ကိုပြောမယ်ကျွန်တော်တို့ရဲ့ပစ္စည်းပို့သမားတွေစာချုပ်ကိုအလဲမှာဖြတ်ပြီးတန်တာကိုပြောင်းသွားတယ်လို့230လောက်ရှိလားပြောလိုက်တော့ပစ္စည်းပို့သမား234ယောက်ရှိတယ်ပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ခွန်ဘောခွန်ပြောမှာကကျွန်တော်အထင်လို့ပြောလိုက်ချိန်မှာမားကတ်တင်းကလူကအစည်းအဝေးစတင်တင်ပြီလို့ဝင်ပြောလိုက်တဲ့အတွက်ခဏဆောင်အခုခွန်လှည့်ပဲကျွန်တော်စိတ်ကိုဖတ်ကြည့်ပါကျွန်တော်ဘာတွေနေလဲတီလာပြောလိုက်ပါတယ်အခုနောက်ပြောင်ရမယ့်အချိန်မဟုတ်ဘူးပြန်ပြောလိုက်လို့ကျွန်တော်မျက်နာကဟာတာလုံနေတာနဲ့တူလာပြောကโอเคကျွန်တော်ပြောပြမယ်ကျွန်တော်ရေးနေတာကခွန်တို့ကိုဘာလို့လိုအပ်နေရတာလဲပြောလိုက်က
လီကိုမားကတ်တင်းတွက်လူတစ်ခေါ်ပေးဖို့ပြောကာသူတို့လိုချင်တဲ့လက်စာနဲ့အကျိုးခံစား권တွေဘလောက်ပဲဖြစ်ဖြစ်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ချက်ချင်းပဲမားကတ်တင်းအတွက်ထိုင်နေတဲ့သူကလည်းဝန်ထမ်းကစားပွဲပေါ်တင်ကာထွက်သွားပါတော့တယ်ခွန်ခန်ကโอเคသူတို့မှာအိမ်တကားဝမှာယူလာပေးတဲ့ဝန်ဆောင်မှုရှိတယ်ကျွန်တော်တို့မှာဘာရှိလဲမေးလိုက်ပါတယ်အားလုံးငြိမ်နေပါတယ်အဲ့ဒါနဲ့ခွန်တို့အားလုံးမှာပိုကောင်းတဲ့အကြံဉာဏ်တွေထုတ်ပေးနိုင်မယ်မျှော်လင့်နေပြောလိုက်ပါတယ်တစ်ဖက်မှာတော့ဆန်ဒီကသူတို့ကိုဒုက္ခပေးဖို့ကြောက်တုံးထဲပို့ခိုင်းတဲ့ပါဆဲအပုံလိုက်ကရက်30ပြီးသွားပြီးမို့တက်စီလောင်းကမိရှို့လိုက်ကြပါတယ်အားလုံးကလည်းသူတို့ဒုက္ခပေးနေတဲ့ပါဆဲတွေမိရှို့လိုက်ရလို့အားရနေကြပါတယ်ခွန်ခနင်ကိုလည်းတန်နာဘူးနဲ့ပါဆဲတစ်ခုရောက်လာပါတယ်ဖွင့်ကြည့်လိုက်တော့ပလင်းထဲမှာရင်ကောင်တစ်ကောင်တွေ့လိုက်ရပါတယ်ဆန်ဒီကိုစူးစမ်းကြည့်ပေါ့ဒါပေမဲ့တင်းငယ်တဲ့ရင်ကောင်ထက်ပိုမဖြစ်နိုင်ပါဘူးလို့ပြောခဲ့တာပြန်အမှတ်ရသွားပါတယ်